အားလုံးမင်္ဂလာပါဒီဗီဒီယိုမှာဘာကြောင့်စလုံးတတိတော်များများကဒီမြန်မာပြည်တွင်းမှာရှိနေတဲ့အလုပ်သမားတွေကိုထိုင်းဗီဇာရှိမှသူတို့ခေါ်ကြတယ်လဲဆိုတာဟာကိုကျွန်တော်နည်းငယ်ရှင်းပြချင်တယ်အများစုကတော့တီဗီသားဖြစ်မှာပါတိုးတော်လည်းပဲမသိသေးတဲ့သူတွေအတွက်ကျွန်တော်ဒီဗီဒီယိုကိုလုပ်ထားချင်းဖြစ်ပါတယ် share လဲ share ပေးကြပါဦးကျွန်တော်ဆက်ပြီးတော့မပြောခင်လေးမှာကျွန်တော်တို့ရဲ့ဒီ TikTok profile မှာ Telegram group number ရှိပါတယ်ကျေးဇူးပဲ follow လုပ်ပေးပါဆိုတော့စလုံးတတိတော်များများကဒီဝန်ထမ်းတွေကိုသူတို့လိုအပ်တဲ့ခါမှာဒီနေ့ interview ဖြေရဆိုရင်ဒီကလာမှာ WPNTS အတွက်ကြတော့ WPNTS ရဲ့ application ကအရင်မြန်တယ်ဒီနေ့တင်မနေ့ပြန်ချတယ်24နာရီတော်ရင်ကြာတာများတယ်ဒါကြောင့်မလို့တတိတွေကသူတို့ကဝန်ထမ်းတွေကိုလိုအပ်ပြီဆိုတော့အမြန်ခေါ်ချင်ကြတယ်ဆိုတော့ဒါကိုကျွန်တော်တို့ဒီကာလမှာတည်တဲ့အတိုင်းပါပဲမြန်မာပြည်ကနေပြီးတော့ကျွန်တော်တို့ထိုင်းဗီဇာရှောက်မယ်ဆိုရင်အချိန်လဲလိုအပ်တယ်နောက်ပြီးလို့ရှိရင်လမ်းခရီးလမ်းကြံ့ကြာတတ်တဲ့ခါကျတော့စလုံးတတိတွေကဒီဝန်ထမ်းတွေရောက်လာမဲ့ချိန်ကိုသူတို့မစောင့်နိုင်တဲ့ခါကျတော့အများစုကိုစောင့်ရတယ်လဲကြားတယ်ဆိုပြီးတော့သူတို့တွေက IP အကျလာပြီဆိုရင်တပတ်တော်ရင်ရောက်စီချင်တယ်စသည်အားဖြင့်လိုအပ်ချက်တွေကအရင်မြန်ဆန်တဲ့ခါကျတော့သူတို့တွေကမြန်မာပြည်တွင်းမှာရှိပြီးတော့ထိုင်းဗီဇာမရှိပြီးသားပုဂ္ဂိုလ်တွေကိုသူတို့ကတော်တော်မခေါ်ချင်ဘူးဖြစ်ပါတယ်ဆိုတော့ဒီအတွက်ကြောင့်မလို့ထိုင်းဗီဇာရှိပြီးသားသူမဟုတ်ထိုင်းရောက်ပြီးသားသူမဟုတ်တခြားနိုင်ငံမလေးရှားပဲဖြစ်ဖြစ်စလုံးကိုအမြန်ရောက်လာနိုင်တဲ့သူမှတာတယ်သူတို့ခေါ်ရခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကို follow လုပ်ပေးပါညတိုင်း Zoom meeting ရှိပါတယ်ဆိုတဲ့အကြောင်းကိုလည်းမိမိဘော်ဓာတွေကိုပြောပြပါเนาะကျေးဇူးအများကြီးတင်ပါတယ်